Academy ရထားတဲ့ဝါရဲ့အနုပညာရှင်ကြီးဖြစ်ပေမဲ့ငွေအင်အားနဲ့လို့အပေကံဖြစ်သွားခင်ရတဲ့ခင်ဆိုပိုင်အနုပညာရှင်တွေကပရိသတ်ရဲ့အတိမတ်ပြုမှုနဲ့ရည်တည်ရတာဖြစ်ပေမဲ့အချိန်ကာလတွေပြောင်းလဲလာတာနဲ့အမျှ Academy မင်းသမီးကြီးဖြစ်နေပါရဲ့နဲ့လူတွေကမလျော့သွားတာမျိုးအတိမတ်မပြုတော့တာမျိုးကြုံတွေ့ရတတ်ပါတယ်အခုလေ Academy စုကိုရထားတဲ့အန်တီပိုင်းကဆယ်လီလီလောက်တောင်ရေးမပါတဲ့အထိခွဲခြားဆက်ဆံမှုကိုခံနေရတယ်လို့ဆိုပါတယ်ခွဲခြားဆက်ဆံတာကလည်းသူ့လုံးလောက်ဖူးတဲ့လောကသားတွေပဲဖြစ်တာကြောင့်ပို့ပြီးတော့ဝမ်းနေသွားခဲ့တာပါအန်တီပိုင်းကပြီးခဲ့တဲ့ Academy ပေးပွဲမှာ Academy ပေးပွဲတက်ဖို့အတွက်ဖိတ်စာကိုလည်းနောက်တိုးအနေနဲ့ရရှိခဲ့သလိုခမ်းမအတွင်းမှာထိုင်ရတော့လည်းနောက်ဆုံးနေရာမှာဖြစ်နေခဲ့ပါတယ်။တခြားသော TikTok ဇာတ်လီတွေကိုတော့ဦးစားပေးနေကြတဲ့ချိန်မှာအန်တီပိုင်းလိုမျိုး Academy ရပူပြီးသားမင်းသမီးကြီးတယောက်ကိုနောက်တိုးတယောက်လိုမျိုးဆက်ဆံတာကိုတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ရုပ်ရှင်စည်းရုံးကအနုပညာအစည်းအဝေးတွေကိုမလာရောက်နိုင်တာကြောင့်သူ့ကိုအသင်းအဖွဲ့ကနေပြီးတော့ဖယ်ထုတ်ချင်နေသလားဆိုတဲ့တန်တရားမျိုးဝင်မိပြီးတော့အပေကံပွားဖြစ်နေတာ3နှစ်လောက်ရှိပြီလို့ဆိုပါတယ်။ Academy ဆုရှင်တယောက်ဖြစ်တဲ့အပြင်ဝိုင်းအနုပညာရှင်တယောက်ဖြစ်ပါရဲ့နဲ့အခုလိုအပေခံရတယ်လို့ခံစားနေရတာဟာတကယ်ကိုစိတ်မကောင်းစရာပါအန်တီပိုင်းအတွက်အခမ်းရခက်ဆုံးစကားကတော့သူ့ကိုနောက်တိုးလို့သတ်မှတ်တာကြောင့်အခုဆိုရင်ခင်ဆိုးပိုင်နောက်တိုးလို့တောင်မှပြောနေကြပြီဆိုပြီးသူကရင်နာနာနဲ့ပြောပြပါတယ်ဒီလောကမှာနှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီးအောင်မြင်မှုတွေရရှိခဲ့သလို Academy ဆိုတဲ့အမြင့်ဆုံးဆုကိုတောင်ရထားတာပါအဲ့ဒီလိုလူတယောက်ကိုမှအခုမှရောက်လာတဲ့လူသစ်တယောက်လိုမျိုးနောက်တိုးလို့ခေါ်လိုက်တာကသူ့ရဲ့တိတ်ခါကိုချလိုက်တာနဲ့တူနေပါတယ်အန်တီပိုင်းကတခြားသောမင်းသမီးတွေလိုမျိုးငွေကြေးကြွချမ်းသာသူမဟုတ်လို့ဒီလိုဆက်ဆံတာလားဆိုပြီးတော့လည်းပို့ပြီးတော့ဝမ်းနေရပါတယ်။တချိန်ကအောင်မြင်ခဲ့တဲ့မင်းသမီးကြီးခင်ဆိုးပိုင်ကခင်မွန်းတဲ့နဲ့လမ်းခွဲခဲ့တာနှစ်ပေါင်း20ရှိပြီးတော့သားတွေကိုသူပဲစောင့်ရှောက်ခဲ့ပါတယ်။စကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီးမြင်မတော်တဆမှုတစ်ခုဖြစ်ပြီးတဲ့နောက်မှာတော့သူ့ဘေးကလူတွေရဲ့အပြောင်းလဲတွေကိုကြုံခဲ့ရပါတယ်။အောင်မြင်နေစဉ်တုန်းကတော့အန်တီပိုင်နာကိုရောက်မှရောမိတ်ဆွေပေါင်းသင်းတွေပါရှိခဲ့ဘူးပေမဲ့ရင်မတော်တဆမှုဖြစ်ပြီးတဲ့နောက်မှာဖယ်ခွာသွားကြပါတယ်။ရင်မတော်တဆမှုကြောင့်မျက်လုံးခွဲစိတ်ပြီးမျက်လုံးတစ်ဖက်ကလုံးဝမမြင်ရတော့ပဲထုတ်လုပ်သူတွေကလည်းစကားလာရိုက်ဖို့အတွက်မခေါ်ကြတော့ပါဘူး။ငွေရှိတုံးမဲ့ပတ်သက်ချင်တာကြောင့်ဖယ်ခွာသွားခဲ့ကြပါတယ်။ရင်မတော်တဆမှုဖြစ်ပြီးတော့အရင်လိုစီးပွားရေးမကောင်းတော့တဲ့အချိန်မှာသူ့အနားမှာဘယ်သူမှမရှိတော့ပဲအရေးမလုပ်ကြတော့ပါဘူး။မျက်လုံးတစ်ဖက်ကခွဲစိတ်ထားရတဲ့အတွက်မျက်လုံးအမူအရာနဲ့တရုပ်ဆောင်ရမယ့်ဇဝင်ခံတွေကအစမပြေတော့လို့စကားရိုက်ကူးတာကနေသွားပြီးတော့သူ့ဘဝကိုအစကနေပြန်ဆနေရပါတယ်။အန်တီပိုင်းကပထမဆုံးတရုပ်ဆောင်တဲ့ရုပ်ရှင်စကားကြီးမှာပထမဆုံး Academy ဆုကြီးကိုရခဲ့ပြီးမြင်အနုပညာနဲ့ပတ်သက်ရင်တော့ကံကောင်းမှုတွေကနေပါသွားပါတော့တယ်ရှင်။အခုလို Academy ပေးဝက်တက်ဖို့အတွက်နောက်တိုးဆိုတဲ့နာမည်နဲ့သာပါလာခဲ့တာကြောင့်စိတ်မကောင်းဖြစ်သွားခဲ့တာပါ။လူပညာရှင်တယောက်အတွက်အရင်တွင်ဖြစ်ခန်းစားချက်ကိုပြည်သူတွေသိအောင်ပြောပြခွင့်ရှိတာကြောင့်အများသိအောင်လို့ပြောပြခဲ့ပါတယ်။၃နှစ်လောက်ပေခံဘွားနဲ့နေရတာကြောင့်တိခံခဲ့ပြီးမှနောက်တိုးလို့ပါပြောခံလာရတဲ့အချိန်မှာတော့ပောက်ကွဲထွက်လာခဲ့ရပါတယ်။ဟန်ဆောင်ကောင်းတဲ့အနုပညာလောကထဲမှာဝိုင်းရဲ့အနုပညာရှင်ကြီးတွေ Academy မင်းသမီးကြီးတွေကိုဒီလိုမျိုးလှည့်လည်ရှူတာအတိမတ်မပြိုးတဲ့အကြောင်းတွေကမကြာခဏထွက်ပေါ်လာတတ်ပါတယ်။တစ်ချိန်ကပြည်သူတွေကိုပျော်ရွှင်မှုတွေပေးခဲ့တဲ့သူတွေဖြစ်ပေမဲ့အသက်ရွယ်ရလာတဲ့ချိန်မှာတော့ဦးစားပေးမခံရတော့ပါဘူးနော်အနုပညာလောကထဲမှာအသက်တွေရောက်လာရင်လူဟောင်းတွေကဖယ်ပေးရတာထုံးစံဖြစ်ပေမဲ့ဒီလိုမျိုးခွဲခြားဆက်ဆံခံရတာကိုတော့စိတ်မကောင်းကြပါဘူးရှင်ဝိုင်းရဲ့အနုပညာရှင်တွေကိုဒီလိုဆက်ဆံတာတင့်တော်ရလားဆိုတော့အမြင်လေးတွေကိုမျှဝေပေးခဲ့ကြပါအောင်နော်